ခေါင်းစဉ်ကတော့ထာဝရဘုရားနောက်သို့လုံးလုံးလိုက်ကြစို့ထာဝရဘုရားနောက်သို့လုံးလုံးလိုက်ကြစို့ကြွေးချယ်ထားတဲ့ကျမ်းပိုက်ကထိုသူသည်ထာဝရဘုရားနောက်တော်သို့လုံးလုံးလိုက်သောကြောင့်မြင်ရ၏သူနင်းသောပြေကိုသူမှဆ၍သူဤသားမြေတို့အားငါပေးမည်ဟုကျိန်ဆိုတော်မူ၏တရားဟောရာကျမ်းအခန်းကြီး1အခန်းငယ်36ဒုတိယတစ်ပိုက်ကအနှစ်40ပတ်လုံးသင်တို့ဤဖျားသခင်ထာဝရဘုရားသည်သင်နှင့်အတူရှိတော်မူသည်ဖြစ်၍သင်တို့၌ဘာမျှမလိုဟုဆင့်ဆိုရ၏တရားဟောရာကျမ်းအခန်းကြီး2ခန်းငယ်9မှာဒါရွေးချယ်ထားတဲ့ကျမ်းပိုက်ဖြစ်ပါတယ်ဖျားရှင်ဟာသူ့နဲ့တဒံတူအောင်ဖန်ဆင်းထားတဲ့ကျမတို့ကိုအယံပဲချစ်ပါတယ်မထင်ရှားတဲ့အရာ၌ကျမတို့ကိုဖန်ဆင်းပြီးတော့မြေကြီးအောက်ရက်၌ဆစ်ဆက်စွာပြုပြင်တော်မူသောအခါကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ဟာရှေ့တော်မှာထင်ရှားလျက်ရှိတယ်မစုံလင်သေးသောကျွန်ုပ်တို့ရဲ့အလုံးထွေးကိုလည်းဖျားရှင်ဟာကြည့်ရှုပြီးတော့မြင်ပါတယ်ထိုအရာတို့ကိုပြုပြင်၍တစုံတစ်ခုမျှမရှိမီကာလ၌ကိုရရဲ့အစင်း၌အကုန်စင်တမတို့အကုန်စင်သွားမှတ်သားထားပါတယ်ကျွန်ုပ်ဤကိုခန္ဓာကျွန်ုပ်၌ကိုတော်ရဲ့အကြံအစီဟာအလွန်ပဲများပြားပါတယ်အလွန်ပဲထူးဆန်းပါတယ်အကြံအစီတော်ကိုဖျားရှင်ရဲ့အကြံစီတော်ကိုတစ်ခုစီရေတွက်ရင်သဲလုံးနဲ့မျှမကပါ၍များကြပါတယ်ဖျားရှင်ဟာကျမတို့ကိုမျက်နှိုးတယ်ခုံမင်းတယ်จิตနာအားကြီးတဲ့အတွက်သူတပားလက်ကိုရောက်သွားမှာကို तू ဟာမနှစ်သက်ဘူး तू ဟာနှမျောတတ်တယ်နောက်တော့ तू ဟာသုံဝန်တိုးတဲ့ဖျားဖြစ်ပါတယ်ကျမတို့ကို तू ကအရှုံးမခံခြင်းဘူးဘာကြောင့်လဲကျမတို့ကိုအလွန်ချစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဖျားသခင်ဟာကျမတို့နဲ့အတူရှိတယ်ရှင်မတဲ့9:29ရှင်မတဲ့အခန်းကြီး9အခန်းငယ်25မှာပါကျမတို့စားဖို့တောက်ဖို့ဝတ်ဖို့ကိုမစိုးရိမ်နဲ့လို့သူမှတ်ထားတယ်ဒါတွေကိုဘုရားရှင်ဟာသူဟာတာဝန်ယူထားတယ်ဒါကြောင့်လို့သူ့နောက်ကိုလုံးလုံးလိုက်ဖို့ရန်အရေးကြီးပါတယ်ကျမတို့ကိုတာဝန်ယူပေးခဲ့တဲ့သူနောက်ကိုကျမတို့ကမလိုက်တတ်ကြဘူးလောကအရေးနောက်ကိုပဲလိုက်တတ်ကြတယ်ဖျားသခင်ကသူ့ကိုကျမတို့အားကိုးတာကိုသူခံခြင်းတယ်သူ့ကိုကိုးစားတာကိုသူခံခြင်းတယ်သူ့ကိုခေါ်တာကိုသူလိုခြင်းတယ်တပါဖျားအခြားဖျားနောက်ကိုးစားတာကိုကိုးခွဲတာကိုသူမလိုခြင်းဘူးနော်ဒါကြောင့်မလို့ကျမတို့ကိုအခြားဖျားကိုမကိုးခွဲနဲ့လို့ကျမတို့ကိုမှားထားပါတယ်သူရဲ့ဥပုံတွေကိုလည်းရိုသေဖို့သူအလိုရှိတယ်အချို့တဲ့သူဟာဆိုလို့ရှိရင်ဘုရားရှင်မှားထားတဲ့ဥပုံတွေကိုနော်ရိုသေဖို့သူမှားထားတယ်မဲ့အဲ့ဒီဥပုံတွေကိုသူတို့တချို့လူတွေဟာမေ့ကြပြီးတော့လောကအလုတ်တွေနဲ့ပဲပြည့်နေပြီးတော့စာတန်ရဲ့ဆွဲဆောင်မှုစာတန်ရဲ့ခိုးယူမှုခြင်းကိုခံရပါတယ်စုံစမ်းခြင်းနှောက်ယှက်ခြင်းအမျိုးမျိုးကတော့ကျမတို့စီလာတတ်ပါတယ်သို့တော်လည်းကျမတို့ဟာဖျားဘက်မှာမနေသွားဖို့ရန်ကျမတို့ဟာအရေးကြီးပါတယ်ကျမတို့ရှောလုကိုကြည့်မယ်ဆိုရင်ဖျားသခင်ဟာဣသရေလအမျိုးထဲမှာပထမဦးဆုံးဗိသိက်ခံဘုရင်တစ်ပါးဖြစ်ပါတယ်ဖျားရှင်ဟာဒီဣသရေလလူအများကြီးကြားတဲ့မှာဖျားရှင်ဟာသူ့ကိုပါလေရွေးကောက်ထားတယ်ပြီးတဲ့နောက်မှာသူဟာသူ့ကို၌ကလည်းသူ့ရဲ့နိုင်ငံမှာသူ့ရဲ့တိုင်းပြည်မှာစုံနောက်ဝင်အပေါင်းတို့ကိုနော်တပြေလုံးမှာပုတ်တင်ပယ်ရှင်းခဲ့ပါတယ်သို့တော်လည်းပဲဘလို့ဖြစ်လဲဆိုရင်ရှောလုကဣသရေလအမျိုးတပ်သားအပေါင်းတို့ကိုစုဝေးပြီးတော့ဂိလဘောရမြို့မှာတက်ချတာတယ်အဲ့ဒီအချိန်မှာဖိလိတိလူတွေစုဝေးပြီးတော့ရှုနေမြို့မှာတက်ချနေပါတယ်ရှောလုကဖိလိတိလူအလုံးအင်းကိုမြင်တဲ့အခါသူအယမ်းပဲကြောက်ရွံ့ပြီးတော့တုန်လှုပ်သွားပါတယ်ထာဝရဘုရားကိုသူမေးလျှောက်တော့လဲဖုရားကထူးတော်မူတဲ့အိမ်မက်အားဖြင့်လဲ၎င်းနော်သူဥရိန်အားဖြင့်၎င်းပရောဖက်အားဖြင့်၎င်းဖုရားရှင်ဟာသူ့ကိုထူးတော်မူဖုရားရှင်ရဲ့အတန်နော်ဖုရားရှင်ရဲ့စကားကိုသူဟာ
နားထောင်ဖို့ကမဆောင်ဆိုင်နိုင်ဘူးမဆောင်ဆိုင်နိုင်တယ်ဘာကြောင့်လဲသူ့ရဲ့စိတ်ကနော်စိတ်ချောက်ချမှုနဲ့ပြည့်နေတဲ့အချိန်နော်သူခဏတုန်းကသူထားရတဲ့ဥပဒေသူဘာဥပဒေထားရတယ်ခဏတုန်းကနတ်ဝိဇ္ဇာတို့နော်အဲ့ဒီနတ်တွေကိုမကိုးကွယ်ဘူးနော်အဲ့ဒီသူထားရတဲ့ဥပဒေကိုသူကနော်ပယ်ဖြတ်ပြီးတော့သူဘယ်သွားလဲဆိုလို့ရှိရင်နတ်ဝင်တဲ့မိန်းမတယောက်ထံချင်းကပ်တယ်ဘာတွေ့ရလဲဆိုရင်ရှောလူကဖျားတင်ခင်နောက်ကိုလုံးချင်းကပ်ခြင်းမရှိတာကိုတွေ့တယ်နော်ဖျားမကြိုက်တဲ့အလုပ်ကိုသူဘာဖြစ်သွားလဲလုပ်သွားတာကိုတွေ့တယ်တကယ်လို့ကျမတို့ကသူ့လိုမျိုးအခက်ခဲတွေ့ရင်ဘယ်လိုလုပ်မလဲနီးရအလွယ်ဆုံးကိုပဲမသုံးပါလားဖျားရဲ့စကားကိုကျမတို့ကနားထောင်ဖို့လိုတတ်တယ်ဖျားရှင်ဘက်ကိုလိုက်ဖို့ဒါပေမဲ့ချောလူဟာဒီအခက်ခဲတွေ့ကြုံရတဲ့စုံစမ်းခြင်းတွေ့ကြုံရတဲ့ကြောက်မဲ့ဖွယ်ရာကြောင့်ဖျားနောက်ကိုလုံးမလိုက်ပဲသွားတာကိုတွေ့ရပါတယ်။နောက်မင်းတစ်ပါးကိုပြန်ကြည့်မယ်ဆိုရင်အကစီမင်းဒီနေ့မှ तू အထက်အပေါ်ခါမှနေပြီးတော့ဗရင်ပေါက်ပေါ်ကနေ तू ပြုတ်ကျပြီးတော့ तू အနာရသွားတယ်။နော်အနာ तू ရတဲ့အနာဖြစ်တဲ့အချိန်မှာ तू ကသူ့ရဲ့တမန်တွေကိုခေါ်ပြီးတော့အေဂျုံမျိုးမှာရှိတဲ့နော်ဘာလစီဘုရားဖျားကိုသွားမေးပါသူပြန်ပြီးတော့နေကောင်းလားမလားသူပြန်ကောင်းလားမလားဒီအနာကနေပျောက်သွားမလားဆိုပြီးတော့သူ့ရဲ့တမန်တွေကိုသူကဖျားဘက်ကိုချင်းကမယ်စာသူကတခြားဘက်အဲ့ဒါကိုဖျားသခင်ကသိတယ်နော်ဖျားသခင်ကိုအားကိုးခိုလို့ရမယ်အစားနော်ဘာလစီဘုရားဖျားကိုအားကိုးတာကိုဖျားသခင်သိတဲ့အခါမှာဖျားသခင်ကသူ့ရဲ့ကောင်းကင်တမန်ကနေစင်နော်အေလိယကိုစေလွတ်လိုက်တယ်အခုရှင်မာရိမိုးကရှင်မြေစေလွတ်တဲ့တမန်တွေကိုသွားကြိုဆိုဖို့ဒီထသွားပါဆိုပြီးတော့အေလိယကိုမှာလာတဲ့ဣသရေတီလာမှာဣသရေလပြည်မှာဖျားမရှိလို့အေဂျုံမျိုးကဘာလစီဘုရားဖျားသွားမင်းရသလားဆိုပြီးတော့အဲ့ဒီစကားကိုပြောဖို့နော်ဖျားရှင်ကအေလိယကိုဆင့်ကိုတော့သူ့ရဲ့သူလာတွေ့တဲ့တန်တမန်များကိုဆေလွတ်တယ်တင်ဒီဘာပြောလိုက်ဆိုရင်နေ့တက်တော်တလင်ပေါ်မှာနောက်တစ်ဖန်မစင်းရစင်စစ်တေရမီအကြောင်းကိုအေလိယကသွားပြီးတော့ခဏတမန်တွေကိုသူ့ရဲ့တမန်တွေကိုမိန့်မှာလိုက်တယ်တန်တမန်တွေကပြီးတော့သူတို့ကဒီစကားကိုကြားပြီးတဲ့နောက်မှာပြန်လာတဲ့ကြောင့်နင်တို့ဘာကြောင့်ပြန်လာတယ်လဲဆိုပြီးတော့သူ့ရဲ့ဘုရင်ကသူ့ကိုမေးတယ်သူတို့မေးတဲ့အခါသူတို့ကပြောတယ်လူတယောက်ကိုသူတို့ကိုလာစီးကြိုတယ်စီးကြိုပြီးတော့ဘာပြောလဲဆိုနင်တို့ဘုရင်ထံတို့ပြန်ကြဣသရေလပြည်မှာဘုရင်မရှိတဲ့အတွက်ကြောင့်အေဂျုံကဖျားဘာလစေဘုရားကိုသွားမရသလားဒါကြောင့်အခုနေတက်နေတဲ့တလွန်ပေါ်ကနောက်တစ်ဖန်မစင်းရစင်စစ်တေရမီဟုပြောဆရာမီအကြောင်းကိုမှားလိုက်တယ်လို့ပြောလိုက်ပါတယ်နော်ဖျားရှင်အာဂစီဟာသူဟာဖျားကိုကိုးကွယ်ရမယ်ဇာသူကတခြားဖျားလမ်းကနေလွယ်မှာဖျားသူ့ကိုပဲကိုးကွယ်ခြားဖျားကိုကိုးကွယ်တာဖျားမကြိုက်ဘူးသူကလမ်းလွဲသွားတဲ့အတွက်ကြောင့်ခဏတုန်းကပြောလိုက်တဲ့အတိုင်းပဲသူဟာနော်ဘာလဲဆိုလို့ရှိရင်ဆုံးရတယ်ဒါမှသူရွေးချယ်သူတွေ့ကြုံရွေးချယ်တဲ့အရာသူအမှန်ရွေးချယ်သူရွေးချယ်မှုကမှားသွားပါတယ်နော်ဖျားရှင်ကသူ့ဘက်ကိုလုံးလလိုက်တာကိုပဲဖျားရှင်ကလိုချင်တာကိုကျမတို့တွေ့ရပါတယ်ကျမတို့ရှလမုန်မင်းကိုပြန်ကြည့်မယ်ဆိုရင်ရှလမုန်မင်းဟာဆိုရင်သာရဘုရားကိုချစ်တယ်ခမဲတော်ဒါဝိဒ်စီစဉ်ထားတဲ့အတိုင်းနော်စီရင်ချက်တွေကိုသူစောက်ရှောက်တယ်ဖျားရှင်ကသူ့ကိုအိမ်မက်ကနေပြီးတော့ထင်ရှားပြီးတော့ငါပေးရမယ့်အရာကိုတောင်းပါပြီးတော့နောက်တစ်ဖန်နော်ခိပမှာထင်ရှားပြီးတော့ဒုတိယအကြိမ်ထင်ရှားဖျားရှင်ကသူ့ကိုထင်ရှားမြင်တွေ့ရတဲ့လူတယောက်နော်ဖျားရှင်ကသူ့ကိုမြင်တွေ့ရတယ်ဖျားရှင်ကသူ့ကိုဉာဏ်ပညာအမျိုးမျိုးပေးတယ်ဥစ္စာအမျိုးမျိုးအယမ်းမဲ့ဥစ္စာကျွယ်ဝတဲ့အများညာနဲ့ဖျားရှင်ကချီးမြှောက်ခဲ့တာကိုတွေ့ရမယ်သို့တော်လည်းပဲကျမတို့ပြန်ကြည့်မယ်ဆိုရင်သူဟာမိန်းမအများကိုချစ်တတ်တယ်နော်ဖာရောဘုရင်ရဲ့သမီးမောဘအမျိုးအာမုန်အမျိုးအေဒုံအမျိုးဇီဒုံအမျိုးဟိတ်တိအမျိုးမိန်းမများနဲ့သူဟာဆုံဖက်ခဲ့တယ်
ထာဝရဘုရားကမှားထားပြီးသားတင်တို့ဒီတပားအမျိုးသားတို့နဲ့စုံဖက်ခြင်းမပြုရဘူးဆိုတာဘုရားရှင်ရဲ့ဥစ္စာပညတ်ထားတာရှိတယ်နော်။ဘာကြောင့်ပညတ်ထားလဲသူတို့ဒီမိမိတို့ဘုရားနောက်တို့တင်တို့ကိုတင်တို့လွဲစေခြင်းအလွဲစေမယ်တဲ့နော်တို့ရဟောရကြ19အခန်းကြီး19 session ဒီဖောက်ပြန်ခြင်းနဲ့ကင်းလွတ်မည်အကြောင်းများပြန်ခြင်းရှိမှဆိုလို့ဖျားရှင်ကပညတ်ထားတယ်မိမအများကြီးမယူရဘူးလို့ဖျားရှင်ကပညတ်ထားတယ်နော်ရှောလမုန်မင်းဟာတပားအမျိုးသားမိမကိုတတ်မဲ့တဲ့စိတ်ရှိတယ်မိမတွေကြောင့်နော်ဖျားထံမှာရှောလမုန်ဒီသူ့ရဲ့စိတ်နှလုံးကလွဲသွားခဲ့တယ်ဖျားရှင်ဟာသူ့ကိုအများကြီးပေးထားတယ်နော်အဆုံးပေးထားတော့လေဘယ်သူဟာဖျားဘက်ကိုလုံးမလိုက်ဘူးသူမလိုက်ဘူးဒါကြောင့်မို့ဖျားရှင်เนี่ยตุยเผยว่าดาวတွေ့ရသို့တော်လည်းပဲဘုရားရှင်ဟာဒါဝိဒ်ရဲ့မျက်နှာကိုထောက်ပြီးတော့ပေါ့နော်သူလက်ထက်မှာတော့ဘာမှမလုပ်ဘူးနောက်အပိုင်းမှာဘာတွေ့ရတယ်လဲဆိုလို့ရှိရင်သူ့ရဲ့နိုင်ငံတစ်ခုလုံးမှာသူ့ကိုခရိုင်တာပေးတော့တယ်သူကြောင့်နော်သူ့ရဲ့ဘုရားဘက်ကိုလုံးလိုက်မလိုက်တဲ့အတွက်ကြောင့်သူတခရိုင်ကိုသာလျှင်သူပိုင်စရုပ်နိုင်ငံကပိုင်ဆိုရခြင်းကိုခံရတာကိုကျမတို့တွေ့ရပါတယ်ဟေစကိမင်းကိုကျမတို့ပြန်ကြည့်မယ်ဆိုရင်ရှုရိရှင်ပြန်တဏ္ဏခရိတ်ကယူရပြည်ကိုခိုင်ခန့်တဲ့မျိုးရှိသမျှကိုစစ်ချီလောက်ကြံဖို့လာခဲ့တယ်အဲ့ဒီတည်င်းကိုဟေစကိမင်းဟာကြားတဲ့အခါသူ့ရဲ့အဝတ်ကိုသူဆောက်တယ်နောက်တော့ short တဲ့အဝတ်ကိုသူဝတ်တယ်တော့ကိုသွားပါတယ်ပြီးတော့တန်တမန်စီကရလာတဲ့စာကိုဗိမာန်တော်ကိုသွားပြီးတော့ထာဝရဘုရားရှေ့မှာသူကဖြန့်လိုက်တယ်ဘုရားရှင်ရှေ့ဘက်ကိုနော်ဘုရားရှင်ဘက်ကိုသူကလုံးချင်းကပ်တာကိုကျမတို့တွေ့ရပါတယ်ကိုတော်ဒီဘာပြောလဲဆိုရင်ကိုတော်ဒီဘုရားသခင်ဖြစ်တော်မူ၏ကိုတော်တပါးဒီသာလျှင်မြေကြီးအပြည်တို့ဤဘုရားသခင်ဖြစ်တော်မူ၏ကိုတော်ဒီကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏အိုးဖေထာဝရဘုရားနားတော်ကိုလှည့်၍နားထောင်တော်မူပါသူ့ရဲ့စကားကိုနားထောင်ဖို့အတွက်ဘုရားရှင်ဦးညွတ်သူတောင်းပန်ပါထာဝရဘုရားမျက်စိကိုဖွင့်ရကြည့်ရှုတော်သူရဲ့တွေ့ဆုံနေရတဲ့ဆင်းရဲခြင်းကိုဘုရားရှင်ကြည့်ရှုပါလို့သူပြောတယ်ပြီးတဲ့နောက်တဏ္ဏခဲမင်းဟာဆိုရင်အသက်ရှင်တဲ့ဘုရားကိုကဲ့ရဲ့တဲ့စကားတွေသူပြောတယ်သူကဲ့ရဲ့စကားကျွန်တော်ကိုလည်းဒီမင်းလက်ကနေပြီးတော့ကဲဆူတောင်းခဲ့တယ်ဖျားရှင်ကသူ့ရဲ့ဆူတောင်းတန်ကိုဟေစကီကိုဖျားထံပြောတယ်နော်နေတောင်းလျှောက်တဲ့အတန်ကိုဖျားရှင်ကြားတယ်ဆိုတာသူ့ကိုလာပြောတယ်ထာဝရဘုရားလည်းကောင်းကင်တမန်ကိုလွှတ်ပြီးတဲ့နောက်မှာအာရှုရိတပ်မှာရှိတဲ့လူတသိန်း8,500ကိုဘုရားရှင်ကဒဏ်ခတ်လိုက်တယ်နတ်နဲ့စောအချိန်ရောက်တဲ့အခါမှာအဲ့ဒီလူအပေါင်းတွေကအသေးကောင်ဖြစ်သွားတာကိုတွေ့ရတယ်ဘုရားသခင်ထံဟေစကိဟာလုံးလျာချင်းကပ်တဲ့အတွက်ကြောင့်သူတွေ့ကြုံနေရတဲ့ဒုက္ခဆင်းရဲအမျိုးမျိုးကနေဘုရားရှင်ကကယ်တင်ခဲ့တယ်အခက်ခဲရှိသမျှနေလုံးလျာအခက်ခဲရှိနေတဲ့အချိန်မှာဘုရားရှင်တန်သူလုံးလျာအနံချင်းကပ်တာကိုတွေ့ရပါတယ်နောက်အကြောင်းအရာတစ်ခုကတော့ဘုရားရှင်ဟာခါနန်ပြည်ကိုစူးစမ်းဖို့ရန်အတွက်နော်သူလူမျိုးအသီးသီးတစ်မျိုးတစ်ယောက်စီကိုရွေးချယ်ဆေလွတ်ဖို့ရန်မောရှေကိုမှားထားလိုက်တယ်ပြီးနောက်ထိုပြည်ကိုသွားအဲ့ဒီပြည်ကဘယ်လိုနေလဲပြည်သားတွေကအာကြီးသလားအဲ့ဒီပြည်ဟာကောင်းသလားနော်သူတို့ကတဲနေရလားခိုင်ခန့်တဲ့မျိုးနဲ့နေသလားနော်သူတို့မှာရှိတဲ့မြေကြီးကကောင်းလားတောများသလားရဲရင်တဲ့စိတ်ရှိသလားနော်အသီးနှံအချို့ကိုလည်းယူခဲ့လို့ဆိုမောရှေကသူတို့ကိုမှားလိုက်တယ်ထို့အဲ့ဒီပြည်ကိုစူးစမ်းပြီးပြန်လာတဲ့အခါပရိသတ်အပေါင်းကိုပြန်ကြားပါတယ်အဲ့ဒီပြည်ဟာဆိုရင်နို့နဲ့ပြားရည်စီးတဲ့ပြည်အခုတို့ယူလာတဲ့အသီးနှံတွေကလည်းအဲ့ဒီပြည်ကရှိတဲ့အသီးနှံတွေ
ပြည်သူပြည်သားတွေကတော့အားကြီးတယ်နော်ခိုင်ခန့်တဲ့မြို့ရိုးနဲ့နေတယ်ဒါနဲ့ကာလက်ကလည်းတို့ချက်ချင်းထိပြီးတော့အဲ့ဒီပြည်ကိုသိမ်းရအောင်ဆိုပြီးတော့ကာလက်ကဆိုခဲ့တယ်သူတို့နဲ့အတူပါလာတဲ့သူတွေကအဲ့ဒီပြည်ကိုငါတို့ကမတိုက်နိုင်ဘူးသူတို့ဟာငါတို့ထက်ကြီးတယ်နောက်အလွန်လည်းအယက်မြင့်တယ်ကိုယ်တွေကလည်းကြီးတယ်အနကလူမျိုးလိုပဲနော်ငါတို့ရှင်းမှာငါတို့ဟာသူတို့ရှင်းမှာနှံကောင်လေးလောက်ပဲရှိတယ်သူတို့ကိုမကောင်းတဲ့သတင်းတွေကိုခဏတစ်ဖက်ကနေပြီးတော့လာပြောတယ်အဲ့လိုလာပြောတဲ့အခါပရိသတ်အပေါင်းကဆိုရင်အတန်လွှင့်ပြီးတော့ညီတန်းတယ်သို့တော်လည်းနှုံသားနဲ့ဥစ္စာကာလက်တို့ကသူရဲ့ဝတ်ထားတဲ့အဝတ်ကိုဆုပ်ဖြဲပြီးတော့လူအပေါင်းတို့အားခေါ်လေငါတို့စူးစမ်းသောပြည်ဟာအလွန်တရာမှကောင်းတဲ့ပြည်နော်ဖျားသခင်ကငါတို့ကိုနှစ်သက်ပြီးနို့နဲ့ပြားရည်စီးတဲ့ပြည်ကိုငါတို့ကိုဆောင်သွင်းပြီးဒါကိုအပိုင်ပေးမယ်ဖျားရှင်ပြောတာပဲထာဝရဖျားကိုမပုန်ကန်နဲ့နော်ပြောတယ်ထိုပြည်သားကိုတို့ကြောက်เสียမလို့ဘူးသူတို့ဟာငါတို့ရဲ့စားစရာပဲဖြစ်တယ်သူတို့မှာအမိတကယ်တော့ခိုးလုံးရမရှိအမိတကယ်မရှိဘူးငါတို့ဘက်မှာလေဖျားရှင်ရှိတယ်နော်ဆိုပြီးတော့သူတို့ကကြွေးကြော်တယ်သူကြွေးကြော်တဲ့အခါအဲ့ဒီပရိသတ်တွေကသူတို့နှစ်ယောက်ကိုဘာနဲ့လို့ဆိုရင်ခဲနဲ့ပေါက်တာကိုတွေ့ရတယ်နော်ဒါပေမဲ့ကာလက်နဲ့ယောရှုတို့နှစ်ဦးစလုံးကဖျားဘက်လုံးသူတို့လိုက်တဲ့အတွက်ကြောင့်သူတို့ကအဲ့ဒီမြေကိုနင်းရတဲ့အခွင့်ကိုဘုရားရှင်ပေးတယ်သူရဲ့သားသမီးတွေကိုလည်းအဲ့ဒီပြေမှာနေခဲ့တယ်ခဏသူတို့နဲ့လိုက်လာတဲ့ခဏတုန်းကသူတို့ကိုတောင်းရမ်းတဲ့လူဆန့်ကျင်တဲ့လူပုံကန်တဲ့သူတွေအားလုံးကတော့တော်တယ်မှာကြံ့ရစ်ခဲ့တာကိုတွေ့ရပါတယ်အခက်ခဲရှိတော့လည်းပဲကာလက်ကဖျားရှင်ယေရှုဘက်ကိုလုံလန်းလိုက်တာကိုတွေ့ရတယ်နော်ရှောလူလိုမျိုးရောင်ဝါမရှိဘူးဖျားဘက်မှာမရက်နေတာကိုတွေ့ရပါတယ်သူတို့ဒီခန္ဓာပြေကိုရောက်ပြီးတော့သွားနေထိုင်တဲ့အခါမှာဘာတွေ့ရသေးလဲဆိုရင်အခြားဖျားကိုကိုးကွယ်တဲ့လူတွေရှိတဲ့အခါကျတော့အဲ့မှာသူတို့နဲ့ပါတဲ့လူတွေကလည်းအဲ့ဒီဖျားနော်ဒါနဲ့ယောရှုကပြောတင်တို့တွေရှိတော့တကြွတဲ့နိုင်ငံသားဖျားကိုပဲအဲ့ဒီမှာရှိတဲ့ဖျားကိုပဲနော်ဣသရေလမျိုးဖျားသခင်ထာဝရဖျားဘက်သို့စိတ်နှလုံးကိုညွန့်ကြလို့ဖျားဘက်ကိုပြန်လာပါဆိုပြီးတော့သူတို့ကိုဆိုခဲ့တယ်ငါနဲ့ငါအိမ်သားကတော့ဖျားကိုပဲဝတ်ပြုမယ်ဆိုတာကိုပြောတယ်နော်တင်ဒီဖျားထာဝရဖျားရှင်ကညတို့ကိုချစ်တယ်နော်ဖျားရှင်ကညတို့စိတ်နှလုံးအကျွမ်းမဲ့ချစ်တယ်ဒါကြောင့်မလို့ကျမတို့ဒီလဲနော်ဖျားရှင်ဘက်ကိုလုံလန်းလျာလိုက်ဖို့ရန်အရေးကြီးပါတယ်